ဘယ်နှကျိုးလေးကြည့်ပေးပါအောင်ဗျာကျေးဇူးပါနော်တညောင်း2သိန်းနဲ့လိုက်အိပ်ပေးမယ်တဲ့ဟာစော်လေးကလမ်းလေးကဟာဖုန်းနံပါတ်တော့စစ်ပါသေးရဲ့ join လိုက်အောင်မယ် join လိုက်အောင်မယ် Hello hello တဲလေး ရှာဘာတူလဲ ဟောဘယ်သူဘဝရဲ့လို့အရေးမကြီးပါဘူးဟိုတဲလေးကိုလေကို2သိန်းပေးမယ်တညလောက်လိုက်အိပ်ပေးမယ် ရှင်ဘာစကားပြောရလဲကျမအဲ့လိုမိမစားမဟုတ်ဘူး ဟာတဲလေးပဲနောက်ကျောမှာဆိုင်းမုတ်ကပ်ပြီးကြင်ညာထားရလေဟို2သိန်းပေးရင်တညလိုက်အိပ်မယ်ဆို ဟုတ်ရှင်ဖုန်းကနကင်ထားပေးအောင်နော်တညကို2သိန်းနဲ့လိုက်အိတ်ပေးမယ်ဟာဒီစားကိုဘယ်ကောင်ကလက်ကမင်းပြီးကတ်သွားရလဲဘာပဲဖြစ်ဖြစ်ကောင်းပါတယ်ငါယောက်ျားကလည်းငါ့ကိုဘာမှဝယ်ပေးနိုင်တာမဟုတ်ဘူးဒီလန်းနဲ့ဆိုရင်တော့ငါ30ရတယ်ဟယ်လိုကောင်းပြီလေကျမရှင်နဲ့လိုက်အိတ်ပေးမယ် အော်ဟုတ်ပြီတဲလေးအဲ့ဆိုရင်ကိုရင်သွားကြမယ်လေတဲလေးဒီဘက်လိုက်ကြည့်လိုက်ဒီဘက်လိုက်ကြည့်လိုက်ကိုဒီမှာရှင့်ကလုံခြုံလို့လား ဩကိုရင်အရန်ကိုလုံခြုံတယ်တဲလေးရဲ့ အဲ့ဆိုရင်ကျမရှင်နဲ့လိုက်အိတ်မယ်တခုတော့ကြိုပြောထားမယ်နော်ပတ်စံ2သိန်းတော့တခါတည်းပအောင်ယူခဲ့ပေး ဟာပတ်စံလားကိုဘွားမှာပတ်စံဆိုတာမလိုအပ်ဘူးလိုအပ်တာတဲလေးလို့အရန်လာတယ်ကောင်မလေးမျိုးအလိုအပ်တာ ကောင်းပြီလေအဲ့ဆိုကျမရှစ်စီကိုလာခဲ့မယ်ဒီနေ့တော့ငါကန်ပွတ်ပြီပဲဘသူလာကတ်သွားမယ်တော့မသိပေမဲ့သူ့ကိုတော့တွေ့ကျေးဇူးတရားအောင်မယ်တခါအိတ်2သိန်းတောင်ရောက်ဟိ ကိုရင်ကိုသွားမယ်ကိုရင်ကိုသွားမယ်ခဏနေပါဦးမိမရဲ့ ယောက်ျား ဘာလို့လောနေရလဲမိမဟေးစေးပေါ့ ယောက်ျားရှင်ဘယ်လိုလုပ်ပြီးတော့ဒီကိုရောက်လာလဲယောက်ျားရဲ့ ယောက်ျားဒီကိုဘယ်လိုရောက်တာလဲဆိုတာအရေးမကြီးပါဘူးမိမနေ့ဒီကောင်နဲ့ဒီခန်းထဲမှာဘာလုပ်နေရလဲ အော်ယောက်ျားမိမဘာမှမလုပ်ပါဘူးယောက်ျားရဲ့ဟိုအလောက်ကပြန်လာပြီးတော့တငယ်ချင်းခဏဝင်တာပါယောက်ျား ဟောတငယ်ချင်းရင်ဟုတ်လားအဲ့ဒါဆိုရင်မိမရဲ့တငယ်ချင်းနဲ့ယောက်ျားကိုမိတ်ဆက်ပေးပါအောင်အဲ့တငယ်ချင်းနဲ့မိမဘာလဲ ဟိုသူ့နာမည်က ဟောမိမသူ့နာမည်ဘယ်လိုလုပ်သိမှာလဲခုနလေးကမှလမ်းပေါ်မှာသူနဲ့တွေ့ခဲ့တာမလား ယောက်ျားဘာလာပြောနေရလဲ ဘာစကားတွေပြောနေရလဲဟုတ်လားဒါတွေအကုန်လုံးယောက်ျားသိပြီးပြီဟာမိမနင်ကပတ်စံ2သိန်းအတွက်နဲ့လမ်းပေါ်ကတွေ့ခဲ့ရလူနဲ့လိုက်အိတ်တယ်ပေါ့ဟုတ်လား ယောက်ျားဒီကိစ္စကိုရှင်ဘယ်လိုလုပ်သိရလဲ ဟောမိမယောက်ျားကဘယ်လိုလုပ်သိရလဲဟုတ်လားတငယ်ချင်းတို့မိမသူတို့နှစ်ယောက်လုံးကယောက်ျားရဲ့တငယ်ချင်းတွေပဲဟာမိမသူ့ကိုမှတ်မိလား तू ကဂျိုင်းတောင်းနဲ့လေ तू ဖက်နှက်ကြိုးပြေတယ်ဆိုပြီးတော့မိမကိုခြိခိုင်းခဲ့ရလေအေး तू ကလည်းယောက်ျားတငယ်ချင်းပဲပြီးတော့ तू မိမကို2သိန်းနဲ့တ냐ခေါ်အိမ်မယ်ဆိုပြီးတော့ဖုန်းဆက်တဲ့သူလေ तू လည်းယောက်ျားရဲ့တငယ်ချင်းပဲမိမရဲ့မင်းတို့နှစ်ယောက်ပေါင်းပြီးငါ့ကိုကိစ္စတွေတခုလောက်ကူညီအောင်ကွာ ဘာကိစ္စလဲ ဘာကိစ္စလဲဆိုတော့ကွာဒီရက်ပိုင်းငါမိမငါ့ကိုတစ္ဆာဖောက်ပြီးတခြားကောင်တွေနဲ့လိုက်အိမ်နေတယ်လို့ငါကြားတယ်ကွာအဲ့ဒါတကယ်ဟုတ်မဟုတ်သိချင်လို့ကွာအဲ့ဒါလည်းငါ့ကိုကူညီပေးအောင် အဲ့ဆိုတော့ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမှာလဲဆိုတော့ကွာဟုတ်ကဲ့အဲ့လိုလုပ်လိုက်ဟုတ်ကဲ့
Wine Share ဆိုရင်နိုင်ငံတကာမှာလူဆော့အများဆုံးယုံကြည်စိတ်ချရတဲ့ site တစ်ခုဖြစ်ပါတယ် Wine Share မှာဆိုရင်ဘယ်မှာဆော့လို့မရတဲ့ mobile legend ambient ပွဲတွေကိုဆော့လို့ရပါတယ်ဒါအပြင်တခြားဆော့ချင်တာမှန်သမျှကိုလည်းယုံကြည်စိတ်ချစွာဆော့ကစားလို့ရတယ်ယုံကြည်စိတ်ချရတဲ့ site တစ်ခုအနေနဲ့ကြီးညာပေးတာမို့ same ထိန်းနိုင်တဲ့သူတွေနဲ့အသက်မပြည့်သေးတဲ့သူတွေကိုတစ်ခါတည်းမဆော့ကြဖို့တိုက်တွန်းခြင်းပါတယ် Wine Share နဲ့လက်တွဲပြီးဆော့ကစားခြင်းသူများ promo code 2wine ကိုသုံးပြီး100%ဘောနဲ့ရယူလို့ရတယ်ခင်ဗျဟုတ်ကဲ့ Wine Share မှာစပြီးဆော့ကစားတော့မယ်ဆိုရင် Telegram group ကို join ပေးရမှာဖြစ်ပါတယ် Telegram group ရဲ့ link ကိုကျွန်တော်အခုဒီဗီဒီယိုတင်ထားတဲ့ caption ရဲ့အောက်မှာ link လေးချပေးထားပါတယ်အဲ့ link လေးကိုနှိပ်ပြီးတော့ Telegram group ကို join ပေးထားပါအောင်ခင်ဗျနောက်တဲ့အရေးကြီးဆုံးတစ်ခုက Wine Share မှာဘောလုံးပွဲလောင်းတဲ့အချိန် promo code နေရာမှာ 2wine ကိုသုံးရင်100%ဘောနဲ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါယောက်ျားမိန်းမကိုဒီလောက်ချစ်တာမိန်းမဒီလိုလုပ်ရတယ်နော်ယောက်ျားမိန်းမကိုဒီလောက်ပတ်စံနေပေးနေရပဲဘာလို့ဒီလိုလုပ်နေရတာလဲမိန်းမရဲ့ ရှင်ပေးတဲ့ပတ်စံကအိမ်သုံးစိမ့်နဲ့ပဲကုန်နေရလေကျမတို့ဘာမှမကြံတာအားကြောင့်မလို့ဒီလုပ်တွေကိုကျမလုပ်နေရတာ ဟာမိန်းမလည်းပတ်စံလို့ရင်ယောက်ျားကိုတောင်းလို့ရတာပဲအစင်မပြေဘူးဆိုယောက်ျားကိုပြောလေညှိနိုင်လုပ်လို့ရတာပဲမိန်းမအတိုင်းမဲ့အဲ့လိုမလုပ်ခဲ့ဘူးမိန်းမလမ်းမကိုရွေးခဲ့တယ်အခုကနေစပြီးမိန်းမနဲ့ယောက်ျားနဲ့ဆက်ပြီးနေလို့မရတော့ကြွာချင်းပဲ ဟိုအဲ့လိုမလုပ်ပါနဲ့ယောက်ျားရဲ့ဟိုမိမတောင်းပန်ပါရဲ့နော်နောက်ခါအဲ့လိုမလုပ်တော့ပါဘူးနော်ယောက်ျားနော်မိမနဲ့တော့မကွာပါနဲ့ မရဘူးအခုအဆင့်ထိရောက်ပြီးမှတော့ကြွာချင်းမှပဲရမယ်ခုချက်ချင်းဒီကနေထွက်သွားလိုက်ကြွာချင်းစာချုပ်ပို့လိုက်မယ်ကျေးဇူးပဲတင်ငယ်ရင်းတို့ဟာမင်းတို့ကူညီလို့ငါမိမရဲ့အမှန်တရားငါသိလာရတယ် ဖြတ်ပါတော့